ရှေ့ရဥပမာတွေအရတော့ဖြစ်နိုင်ခြေများမယ် probability တန်ဖိုးမြင့်မယ်ဆိုလို့ရှိရင် cross entropy တန်ဖိုးနည်းပါလိမ့်မယ်ဖြစ်နိုင်ခြေနည်းမယ်ဆိုရင်တော့ CE တန်ဖိုးကများပါလိမ့်မယ်အဲ့တော့နောက်ဥပမာတစ်ခုနဲ့လေ့လာကြည့်အောင်cross entropy ကိုအခုနောက်ဥပမာတစ်ခုနဲ့လေ့လာကြည့်မယ်ဆိုဒီမှာဆိုတကားပေါက်၃ပေါက်ရှိမယ် green door red door နဲ့ blue door ပေါ့နော်အဲ့တကားတွေရဲ့နောက်မှာ give ဆိုတဲ့လက်ဆောင်ရှိမရှိကိုကျွန်တော်တို့စမ်းစစ်ကြည့်မယ်လက်ဆောင်ရှိနိုင်ချေ probability က green door မှာဆို 0.8 0.7 နဲ့ 0.1 ဖြစ်တယ်เนาะ percentage နဲ့ပြော 80% 70% နဲ့ 10% ပေါ့เนาะဒါလက်ဆောင်ရနိုင်ချေ probability ပေါ့လက်ဆောင်မရှိဖို့အတွက်ကတော့เนาะဒီမှာဆိုလို့ရှိရင် green door မှာ1နဲ့နှုတ်လိုက်လို့ရှိရင် 0.8 နှုတ်လိုက်လို့ရှိရင် 0.2 ပေါ့เนาะ 0.7 နှုတ်ရင် 0.3 ဒါလက်ဆောင်မဟုတ်နိုင်တဲ့probability ပေါ့နော်နှစ်ခုပေါင်းရင်1ရပါမယ်ဒီမှာတကားကတော့3ခု class 3ခုပေါ့ဒီဘက်မှာတော့ class က2ခုပေါ့အခုအချိန်ဒီမှာဖြစ်နိုင်ခြေအရှိဆုံး probability ကိုရှာလို့ရှိရင်တော့အများဆုံးတန်ဖိုးတွေကိုပဲကြည့်ရမှာပါ 0.8 ရယ် 0.7 ရယ်0.9 ရယ်ပေါ့နော်အဲ့တော့သူတို့ကို CE တန်ဖိုးတွက်မယ် cross entropy တန်ဖိုးတွက်မယ်ဆိုလို့ရှိရင် 0.504 50% ရပါတယ်ဒါဟာဖြစ်နိုင်ခြေ8ခုဒီမှာ class 3ခုရှိတယ်ဆိုတော့ဖြစ်နိုင်ခြေက2 power ဆိုတော့8ခုရှိတာပေါ့နော်အဲ8ခုမှာသူ့ရဲ့ probability တွေကိုကျွန်တော်တို့တွက်ကြည့်မယ်probability တန်ဖိုးတွေကိုရမယ်ဆိုလို့ရှိရင်ဒါဆိုရင် probability တန်ဖိုးအများဆုံးကဒီမှာပေါ့နော်give I not give ပေါ့နော်ဒီကောင် probability တန်ဖိုးအများဆုံးကျန်တဲ့ကောင်တွေကတော့တန်ဖိုးနည်းတယ်အဲ့တော့သူ့ကို cross entropy တန်ဖိုးပြန်တွက်မယ်ဆိုရင် probability တန်ဖိုးအများဆုံးကဒီမှာ CE တန်ဖိုးအနည်းဆုံးကိုဖြစ်တာကိုတွေ့ရပါလိမ့်မယ်ဒီမှာ probability တန်ဖိုးအနည်းဆုံးမဖြစ်နိုင်ဆုံးတော့ဒီမှာ CE တန်ဖိုးများတာကိုတွေ့ရမယ်ဟုတ်ပြီဒီတစ်ခါ cross entropy ကို formula လေးနဲ့ကြည့်အောင် formula မရေးခင်မှာကျွန်တော်တို့ variable လေးတွေသတ်မှတ်ပေးအောင်အခု door 1မှာက green door မှာ 0.8% 0.7% နဲ့ဒီဘက်မှာကလက်ဆောင်မရနိုင်ခြေက 0.9% ပေါ့နော်အဲ့တော့ cross entropy တွက်မယ် minus natural loss 0.8 minus natural loss 0.7 minus natural loss 0.9 ဆိုရင်ရပါပြီသို့တော့ကျွန်တော်တို့ formula နဲ့ရေးဖို့အတွက် variable p1 ကိုဖန်တီးရင်လက်ဆောင်ရနိုင်တဲ့ probability က 0.8 0.7 နဲ့ဒီကောင်ကတော့ 0.1 ပေါ့နော် 0.9 မဟုတ်ဘူး 0.9 ကမရနိုင်ချေဖြစ်တော့1 minus 0.9 ဆို 0.1 ပေါ့နော်ဒါကို p1 p2 နဲ့1 minus p minus 3လို့မှတ်ထားမယ်နောက် yi ဆိုတဲ့ variable ကိုလည်းမှတ်ထားမယ် yi ကဘာလဲဆိုတော့တော့မှာလက်ဆောင်ရှိလို့ရှိရင် yi က1ဖြစ်မယ်လက်ဆောင်မရှိဘူးဆိုလို့ရှိရင်တော့ yi က0ဖြစ်မယ်ဒါပဲအဲ့တော့ yi က1 2 3ပေါ့နော်ဒီကောင်ကလက်ဆောင်ရှိနေတဲ့ probability ဖြစ်တယ်အဲ့တော့ y1 ကလည်း1ပဲဒီကောင်ကလည်းလက်ဆောင်ရှိနိုင်တဲ့ probability ဖြစ်တယ် y2 ကလည်း1ပဲဒီကောင်ကတော့မရှိနိုင်တဲ့ကောင်အဲ့တော့ y3 က0ပေါ့နော်အဲ့တော့ formula နဲ့ကြည့်မယ်ဆိုရင်တော့ cross entropy က minus summation of yi မြောက်natural log pi plus 1 minus yi မြောက် natural log 1 minus pi ပေါ့နော်အဲ့တော့ပြောချင်တာတော့ဒီကောင်ကတော့ဗာလဲဆိုတော့နှစ်ဖက်လုံးလွတ်မတော့အောင်လုပ်ထားတာပါပဲเนาะဒီမှာ yi ကဒီမှာလက်ဆောင်ရှိရဆို yi က1ဖြစ်တော့ဒီ natural log တန်ဖိုးရမှာပေါ့เนาะဒီမှာ1 minus 1ဆို0ဖြစ်တော့ဒီဘက်တန်ဖိုးက0ဖြစ်သွားပြီเนาะတော့ဆရာမလို့တော့ဟုတ်ပြီတကယ်မို့များတာဒီဘက်က y3 က0ဆိုရင်တော့ဒီဘက်ကတန်ဖိုးက0ဖြစ်ပြီးတော့ဒီဘက်ကတန်ဖိုးကတော့0 minus 1ဆိုတော့ဒီဘက်က1 minus p ပေါ့နော်ဒီကောင်တန်ဖိုးရမှာပါเนาะဒါကတော့ formula နဲ့ရေးထားတာပါ cross entropy က vector နှစ်ခုကိုတရန်တူလားမတူလားလဲတွက်ကြည့်လို့ရပါတယ်ဥပမာဆိုဒီမှာဆိုရင် CE တွက်ထားတာ110ရယ် 0.8 0.7 0.1 ပေါ့ဒီအခြေအနေပေါ့နော်လက်ဆောင်ရနိုင်တယ်မရနိုင်တဲ့အခြေအနေတွက်ထားဒီကောင်က 0.69 ရမယ်เนาะလက်ဆောင်နှစ်ခုရမယ် probability ပေါ့နော်0.69 ရမယ်နောက်တစ်ခုကျတော့ဒီကောင်ကလက်ဆောင်မရဘူးဒီကောင်ရမယ်ဒီကောင်ကတော့001တော့ရှေ့တကားနှစ်ခုကမရပဲနဲ့နောက်ဆုံးတစ်ခုမှပဲရနိုင်တဲ့အခွင့်အလမ်းတော့သူ့မှာဘယ်လောက်ရှိလဲဆိုတော့အဲ့တော့ cross entropy က 5.12 ရှိတယ်ဒီကောင်တွေကတော့အတူတူပဲဒီတကားတွေရဲ့လက်ဆောင်ရနိုင်ရှိတယ် probability တွေပေါ့နော်အဲ့တော့ 5.12 ပေါ့ဘာလို့လဲဆိုတော့ cave ဖြစ်နိုင်ခြေ 0.8 0.7 နဲ့ 0.1 ရှိတဲ့အချိန်မှာဒီရှိတကားနှစ်ချက်ကနေပြီးတော့ဘာမှမရပဲနောက်တကားကနေပဲလက်ဆောင်ရမယ် probability မို့လို့เนาะအဲ့တော့သိမဖြစ်နိုင်တော့ဒီကောင်ကတန်ဖိုးကကြီးတော့ပါတယ် 5.12 ဖြစ်သွားပါတယ်အရှိမတော့ cave နဲ့ not cave ဆိုတဲ့ class နှစ်ခုပဲသုံးတော့မို့လို့အခု multi class cross entropy ရဲ့ formula ကိုတစ်ချက်လေ့လာကြည့်အောင်အဲ့တော့ရှေ့ဥပမာအတိုင်းပဲတကားသုံးပေါက်ရှိမယ်တပေါက်စီမှာဖြစ်နိုင်ခြေက
နော် level နှစ်ခုတည်း sorry class နှစ်ခုတည်းမဟုတ်တော့ဘဲနဲ့ give not give နှစ်ခုတည်းမဟုတ်တော့ဘဲနဲ့ဒီတစ်ခါတိရစ္ဆာန်၃កောင်ဖြစ်နိုင်ပါတယ်တခါတစ်ပေါက်စီမှာဖြစ်နိုင်တာရှေ့ရသင်ခန်းစာအတိုင်းပဲ duck beaver နဲ့ wallet ဆိုတဲ့၃កောင်ပေါ့နော်နမူနာအနေနဲ့ဒေါ်တစ်ခုစီမှာတိရစ္ဆာန်တစ်ကောင်စီရဲ့ဒီ probability ပေါ့နော်ရနိုင်တာကို table နဲ့ရေးထားပါတယ်ဒီမှာဆိုရင်ဒေါ်ကမှာ duck ရနိုင်ချေ 0.7 နဲ့beaver က 0.2 နဲ့ wallet က 0.1 ပါအားလုံးပေါင်းရင်တော့1ရပါလိမ့်မယ်နော်တောင်းလိုက်တကားတစ်ပေါက်စီမှာဖြစ်နိုင်မယ့် probability တွေကိုပေါင်းကြည့်ရင်1ရပါလိမ့်မယ်အဲ့ဒါဆိုရင်တကား၃ပေါက်စီကနေပြီးတော့ duck ကျဲ wallet ကျဲ wallet เนาะအဲ့၃កောင်ရဖို့အတွက်ဆိုရင် probability ကျွန်တော်တို့တွက်ကြည့်အောင်เนาะအဲ့အတွက် table ကိုပြန်ကြည့်ဖို့လိုပါတယ်အဲ့၃မျိုးရဖို့ probability က duck အတွက်ဆို 0.7 ဒီကောင်က 0.3 ဟောဒီကောင် 0.4 ဆိုတော့เนาะဒီကောင်တွေကအခုဒီသင်ခန်းစာမှာသုံးတဲ့ probability ရဲ့ event တွေက independent event တွေပါเนาะအဲ့တော့ဒီကောင် probability တန်ဖိုးက 0.084 ရမယ် c တန်ဖိုးကတော့negative natural log ယူလိုက်လို့ရှိရင်ဒါဆိုရင်တော်လို့ရမှာပါလောက်တန်ဖိုးတွေအားလုံးပေါင်းမိလိုက်ရင်ဒါဆိုရင် 2.48 ရပါမယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ formula အနေနဲ့ဖော်ပြကြည့်အောင်အဲ့တော့ table ကိုကျွန်တော်တို့က p11 p12 p13 စတာတွေနဲ့အစားထိုးမယ် p11 ဆိုတာကဒီမှာ p11 ဆိုတာဒေါ်1မှာ duck ရနိုင်မဲ့ probability ဖြစ်ပြီးတော့ p12 ဆိုတာဒေါ်2မှာ duck ရနိုင်မဲ့ probability ပါအဲ့နောက်တော့ y1g y2g y3g ပေါ့နော် g ဆိုတော့ဒီတကားပေါက်နံပါတ်ပါပဲနော် G နေရာမှာ1 2 3ဝင်လာပါမယ်အဲ့တော့ y1g ဆိုတော့ဘာလဲဆိုတော့ဒီတကားမှာ tag ရှိတယ်ဆိုလို့ရှိရင် y1g က1ဖြစ်ပါလိမ့်မယ် tag မရှိဘူးဆို y1g က0ဖြစ်ပါလိမ့်မယ် y2g ကတော့သက်ဆိုင်ရာတကားမှာbeaver ရှိလို့ရှိရင်1ဖြစ်မယ် beaver မရှိရင် y2g က0ဖြစ်မယ် y3g ကလည်းအတိုင်းပါပဲ wallet ရှိလို့ရှိရင်ဒီကောင်က1ဖြစ်မယ်မရှိဘူးဆိုရင် y3g က0ဖြစ်မှာပေါ့နော်အဲ့ပါ variable တွေကိုဖန်တီးမယ် cross entropy equation မှာအဲ့တော့ minus summation of yg natural log big ပါเนาะအဲ့ခါကျတော့ဒီကောင်ကိုကျွန်တော်တို့ကm ကဒါတကားပေါက်အရေးတော့ပေါ့เนาะတကားပေါက် class ပေါ့ဒီမှာ class 3ခုရှိတယ်1 2 3ပေါ့เนาะ1ပြီးရင်2ပြီးရင်3 m အရေးအတွက်ရှိတဲ့ ठी ပေါ့ဒီမှာတော့2 3 ठी ပဲဒီက n ကတော့ဒါကျွန်တော်တို့ဒီဘက် class အရေးတော့ပါ1 2 3ပေါ့เนาะအဲ့တော့ဒီကောင်တွေ 10cv ဖြန့်ချလိုက်လို့ရှိရင်တော့အားလုံးပါလာပါလိမ့်မယ်ဒါပေမဲ့ y1g ရဲ့ဒီဘက်က y3g ရဲ့ဒါလင်းเนาะ1ဖြစ်မှာမဟုတ်လို့ကျန်တဲ့ကောင်တွေက0ဖြစ်မှာမဟုတ်လို့အဖြေကခုနအဖြေပဲရပါလိမ့်မယ် cross entropy အကြောင်းကတော့ဒီလောက်ပဲကျွန်တော်ရှေ့ဆက်သင်ခန်းစာကိုလေ့လာကြည့်အောင်ကျေးဇူးတင်ပါတယ်